သာသနာတော်နှစ်2560နှစ်ကောဇာတက္ကရာ1380ပြည့်နှစ်နောက်တစ်ခုလဆန်း17ရက်2019ခုနှစ်ဧပြီလ15ရက်မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်း၌ဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်းရဲခြင်းပြုလို့အပ်သည်မြန်မာနှစ်သက်ခုတင်းညံတွင်ကာလအထုဓမ္မသဘင်ခန္ဓာ၌ရန်ကုန်မြို့ဦးအောင်လွင်အောင်ဒေါ်အိန္ဒာအောင်သားမောင်အောင်စီဖြိုသမီးမချောသီရိလွင်မိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမဟောဒရပညာရှိနှင့်သူဤပညာစွမ်းအားအကြောင်းအပိုင်း3တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာလိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းဒါဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရဏိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုံကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတော်ဘဝဒါနကျင့်ဖတ်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏိကတတတဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသတ္တထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမဟောဒရပညာရှိနှင့်သူ၏ပညာစွမ်းအားအပိုင်း3ပညာဆိုတာကွဲကွဲပြားပြားခွဲခွဲခြားခြားသိတတ်မြင်တတ်တဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်နိုင်တဲ့စွမ်းအားတစ်မျိုးကိုခေါ်တာဖြစ်တယ်ပညာရဲ့အမှတ်လက္ခဏာကတော့သိခြင်းသိတယ်ဆိုတာပညာရဲ့သဘာဝလက္ခဏာကိုဖော်ပြခြင်းပဲဖြစ်တယ်သိတယ်မြင်တယ်လို့ပြောတဲ့အခါမှာမြင်တယ်ဆိုတာပညာရဲ့စွမ်းအားကိုဖော်ပြတာဖြစ်တယ်သိတာနဲ့မြင်တာဒီနှစ်ခုကိုပေါင်းစပ်ပြီးတော့ပညာရမှာ3လေးရှိတယ်ပေါ့ဟုတ်သိတယ်ဆိုတာပညာရဲ့အမှတ်သားလက္ခဏာဖြစ်ပြီးတော့မြင်တယ်ဆိုတာကြတော့သူ့ရဲ့အစွမ်းအားလို့သူတို့ဆိုတာပေါ့အဲ့တော့ပညာရလာပြီဆိုလို့ရှိရင်ပညာရအထံသာနာတိသူ့တဘာဝနဲ့ပြောမယ်ဆိုရင်ပညာရှိတဲ့ပုဂ္ဂိုလ်ကဘဝအဓိပ္ပာယ်ကစအရာရာမှာဘာဆိုလိုတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားကြီးသိတယ်အဲ့ဒါပညာပဲဖြစ်တယ်ပေါ့
လောကမှာသင်ထားတဲ့အကြောင်းအရာတွေကိုပညာလို့လူတွေကခေါ်နေကြတယ်ဆိုပါစို့တက္ကသိုလ်တွေကောလိပ်တွေကျောင်းတွေမှာသင်တာတွေပညာလို့ခေါ်ကြတဲ့အရာတွေကတကယ်ကတော့ subject matter လို့ပြောရမယ်အကြောင်းအရာတွေမျှတာဖြစ်တယ်တကယ်ကတော့ပညာမဟုတ်သေးဘူးလို့ပြောအဲ့ဒါကိုစာပေကျမ်းကမှဘယ်လိုခွဲပြောတော့ဆိုသုတ္တလို့ပြောတာသုတ္တဆိုတာသင်ယူထားတယ်ဆရာသမားပြောတာကိုနားထောင်မှတ်သားထားတယ်အဲ့ဒီသုတ္တတွေဟာတကယ်ကပညာမဟုတ်သေးဘူးတကယ်လို့ကောလိပ်တွေမှာဘာသင်ထားတာပညာလုံးမခေါ်သုတ္တလို့ပဲခေါ်ရမှာဖြစ်တယ်အဲ့ဒီသုတ္တကိုလက်တွေ့အသုံးချပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးသိလာတဲ့အခါကျတော့မှပညာလို့ဒီလိုဆိုလို့တယ်ပေါ့ဒါကြောင့်မို့တခါတည်းအင်္ဂလိပ်ဘာသာစကားမှာလည်းခွဲပြီးတော့ပြောရတာရှိတယ် knowledge ဆိုတာနဲ့ wisdom ဆိုတာ knowledge ဆိုတာကသင်ထားလို့သိတဲ့အနေအထားမျိုး knowledge လို့ပြောပြီးတော့ wisdom ဆိုတာကြတော့သင်ယူထားရုံမျှမကဘူးအတွေ့အကြုံနဲ့ရရှိထားတဲ့ ability ဆိုတဲ့အရည်ချင်းပေါ့နော်သိနိုင်တဲ့အရည်ချင်းတစ်ခုအဲ့ဒီအရည်ချင်းကိုမှ wisdom လို့ခေါ်တာပေါ့ဒါကြောင့်မို့စာပေကျမ်းကမှလည်းပဲသင်္နာတွေကသုတ္တသင်ယူထားတဲ့အကြောင်းအရာတွေကသုတ္တထိုသုတ္တကမှပညာကိုဖြစ်ပွားစေတာဖြစ်တယ်ပညာရလာပြီဆိုရင်ပညာရအထံသလာတိဘဝရဲ့အဓိပ္ပာယ်အကျိုးအကြောင်းအဆိုးကောင်းလှုပ်တင်တာနဲ့မလှုပ်တင်တာပြောတင်တာမပြောတင်တာအဲ့ဒီကိုသိရှိတာကြမှာပညာလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒီပညာကမှညာတော်အထောဒုက္ခဝဟောဘဝမှာအစဉ်ပြေသွားတယ်ပြဿနာတွေအလုံးပြေချောသွားတာကိုဒုက္ခလို့ခေါ်တယ်အခက်အခဲကြုံတွေ့နေတာဒုက္ခအထောညာတော်ဒုက္ခဝဟောအမှန်ကန်သိလိုက်ပြီဆိုတဲ့အခါမှာပြဿနာအလုံးကပြေချောသွားတယ်အဲ့ဒါပညာကနေယူဆောင်ပေးလာတဲ့အစဉ်ပြေမှုပဲဖြစ်တယ်ပေါ့ဘလို့ခက်ခဲတွေကြုံပညာရှိတဲ့ပုဂ္ဂိုလ်ဟာဒီခက်ခဲတွေကိုကျော်လွှားပြီးတော့ဖော်ဆောင်ပေးနိုင်တာတဘာဝတရားကိုစစ်မှန်သိတာသူတို့ဆိုလို့တယ်တော့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာတွေးကြည့်တာနဲ့အလုံးကိုသိနိုင်စွမ်းရှိတယ်ပြေးကြည့်တာတောင်မလိုပဲနဲ့တွေးကြည့်ုံနဲ့သိတာပညာရှိကြတယ်တာမန်ပုဂ္ဂိုလ်တွေကတော့ပြေးကြည့်ပြီးတော့မျက်စိကမြင်တာလောက်ကိုပဲဆုံးဖြတ်ပေးနိုင်တယ်မျက်စိမြင်တာတဲ့ပညာသိတာကပို့ပြီးတော့အစွမ်းထက်တယ်ပေါ့မျက်စိမျက်မြင်ဆိုတာကဒီလောက်ကြီးပြည့်စုံတာမဟုတ်သေးဘူးမျက်စိနဲ့မြင်တယ်ဆိုတာတချမ်းပဲမြင်တာအကုန်မြင်တာမဟုတ်ဘူးလူမြင်တောင်မှပဲရှိတဲ့ကကြည့်ရင်မျက်နှာပဲမြင်တယ်နောက်စိမမြင်ဘူးလေနောက်ကြောကိုမြင်လို့မရဘူးအဲ့တော့မျက်စိနဲ့မြင်တာကမပြည့်စုံဘူးလို့ပြောအောင်နောက်ကနေကြည့်ရင်လည်းကြောပဲမြင်မှမျက်နှာမမြင်အောင်အဲ့တော့မျက်စိနဲ့ကြည့်တဲ့အကြည့်ဟာပြည့်စုံတဲ့အကြည့်မဟုတ်ဘူးပညာနဲ့ကြတော့ပြည့်ပြည့်စုံစုံမြင်နိုင်စွမ်းရှိတယ်လို့အဲ့ဒီအရေးချင်းမှပညာလို့ခေါ်တာအဲ့ဒီမောဟဒရာပညာရှိဟာအမြဲတမ်းငယ်သေးတဲ့အရွယ်လေးမြတာဖြစ်တော်လဲပဲသူ့ရဲ့ခုခေတ်စကားနဲ့ပြောရင်သူ့ရဲ့အုံနောက်ကမတ္တမမြင့်နေတယ်လို့ဒီလိုပြောမှာဖြစ်တယ်ပေါ့နော်ဘဝကစိဘူးအထောက်လာတဲ့အရေးချင်းတွေကစုဝေးရောက်ရှိနေပြီးတော့ဘယ်အချက်ကိုပဲဖြစ်ဖြစ်သူဟာပေါ်လာတာကိုစဉ်းစားတွေးခေါ်ပြီးဆုံးဖြတ်ချက်ပေးနိုင်တဲ့အနေအထားမျိုးကိုသူရရှိထားတာပဲဖြစ်တယ်အေးပညာမရှိတဲ့ပုဂ္ဂိုလ်ကခေါင်းကိုကုတ်ချင်တိုင်းကုတ်ရှိတဲ့သဖြင့်ကျွတ်အောင်ကုတ်တောင်မှပဲထွက်ပေါ်လာမှာမဟုတ်ဘူးပေါ့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာအထူးပဲအံ့ဩစရာကောင်းတယ်ပေါ့နော်တထွာပြတရောင်မြင်ဆိုတာလို့ပညာရှိတဲ့ပုဂ္ဂိုလ်အရေးချင်းငကိုယ်တည်းကရှိတဲ့ပုဂ္ဂိုလ်ဟာအများကြီးသင်ကြရမလို့ပဲနဲ့သူ့အနေနဲ့ကတ
သိပြီးသားတွေလို့ဖြစ်ပြီးပေါ်လာတာနဲ့ဘာပြောရမလဲဘာလုပ်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းကြီးမြင်သွားနိုင်တဲ့သိနိုင်တဲ့စွမ်းရည်တတိရှိတယ်လို့သူတို့ဆိုရသင်မှသိတဲ့အသိမျိုးမဟုတ်ဘဲနဲ့ထိုးထွင်းပြီးတော့သိတဲ့အသိမျိုး wisdom တွေ့ကြုံနေနဲ့ထိုးထွင်းပြီးသင်ကြားမှုကိုအခြေခံပြီးတော့သိတာကြတော့သုတ္တမယဉာဏ်လို့ခေါ်တယ်သင်ကြားမှုပေါ်မှာအခြေခံပြီးတော့သိတာစိတ္တမယဉာဏ်ဆိုတာကိုယ့်ရဲ့ထိုးထွင်းဉာဏ်နဲ့သင်ကြားမှုမပါဘဲနဲ့ကိုယ်ပိုင်တွေ့တော့ဆင်ញင်မှုနဲ့သိတာမှာစိတ္တမယဉာဏ်လို့ခေါ်တယ်အထူးသဖြင့်စိတ္တမယဉာဏ်လောကုတ္တရာပိုင်းဆိုင်ရာစိတ္တမယဉာဏ်ကိုရနိုင်တဲ့ပုဂ္ဂိုလ်ဟာဘုရားလောက်နဲ့ပစ္စေကဗုဒ္ဓပဲရှိတယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေကသင်ပြီးတော့မှသိရတာတွေဖြစ်တယ်ပေါ့။ဘာဝနာမယဉာဏ်ဆိုတာတတိတွေသမာဓိတွေစွမ်းအားတွေကောင်းလာအောင်လေ့ကျင့်ပြီးတော့ရယူထားတဲ့စွမ်းရည်တတိမျိုးကိုဘာဝနာမယဉာဏ်လို့ခေါ်တယ်။အဲ့တော့ဉာဏ်၃မျိုးခွဲခြားပြီးတော့ပြောလိပြောထားရှိတယ်။သုတ္တမယဉာဏ်အခြေခံပြီးတော့ဘာဝနာမယဉာဏ်ဆိုတာတရားအထုတ်ကြစိတ္တမယဉာဏ်နဲ့တရားထုတ်တာမဟုတ်ဘူးရှင်သာရိပုတ္တရာသိသမျှဓမ္မအသိတွေဟာစိတ္တမယဉာဏ်မပါဘူးသုတ္တမယဉာဏ်နဲ့ပဲသွားတယ်မြတ်စွာဘုရားဟောထားတဲ့တရားပေါ်မှာအခြေခံပြီးတော့သိတာဖြစ်သောကြောင့်စိတ္တမယဉာဏ်မဟုတ်သုတ္တမယဉာဏ်လို့ပဲခေါ်တယ်အဲ့ဒီနေရာမှာလဲလွဲမှားပြီးတော့ပြောတတ်မိတယ်ပေါ့နော်တာမန်စကလုံးကြည့်မယ်ဆိုရင်သုတ္တမယဉာဏ်ကကြားနာပြီးသိတယ်စိတ္တမယကကြံစီပြီးသိတယ်ဆိုတဲ့အခါမှာဒီကိုတွေးတာနဲ့ကိုက်နေုံနဲ့ပဲသူကစိတ္တမယဉာဏ်လို့ထင်တတ်တယ်မဟုတ်ဘူးစိတ္တမယဉာဏ်လို့ခွဲတဲ့အခါမှာပရတောအတုတ္တဝါဘသူစီကမှသင်ယူထားတာမဟုတ်ပဲဘသူစီကမှမကြားဘူးပဲနဲ့သိတာမှာမြတ်စွာဘုရားတပည့်ဆက်ကြဟောတဲ့အခါပါတယ်လေပုပ္ပေအနန္တုတုတေတုဓမ္မေတုသက္ခုံဥဒ္ဒပါတိဆိုတာပုပ္ပေအနန္တုတုတေတုဘယ်တော့မှသူများစီကကြားဘူးတာမရှိဘူးသင်ယူထားတာမရှိဘူးကိုယ်ပဲဉာဏ်နဲ့သိတယ်ဆိုတာပြောတာအဲ့ဒီလိုမှစိတ္တမယဉာဏ်လို့ခေါ်ရမှာဖြစ်တယ်နော်စိတ္တမယဉာဏ်ဆိုတာအဲ့ဒီလိုပညာရက်တွေဟာအမခံစွန့်ရည်တတိရှိတဲ့လူတွေမှာရရှိနိုင်တဲ့အရည်အချင်းပဲဖြစ်တယ်ပေါ့အမြင့်မားဆုံးအရည်အချင်းကတော့သဗ္ဗညုတဉာဏ်ပဲဖြစ်တယ်မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်တော်ကြီးကသိခြင်းလို့အာယုပြုလိုက်လို့ရှိရင်အစီတာအကန့်အသတ်နော်အစီတာလည်းမရှိဘူးအဆိုးပိန်လည်းမရှိဘူးအကန့်လက်လည်းမရှိဘူးဘောင်ကတ်တတ်ထားတာမရှိဘူးတရားသာသိတယ်တခြားမဟုတ်တာတွေမသိနိုင်ဘူးလို့ဒီလိုလည်းမရှိဘူးသိခြင်းလို့အာယုပြုလိုက်တာနဲ့တပြိုင်နက်အလုံးကိုသိသွားနိုင်တာသဗ္ဗညုတဉာဏ်နော်ဘောင်အကန့်တတ်မရှိဘူးအကြောင်းအရာအကန့်တတ်မရှိဘူးကိုသိခြင်းလို့စဉ်းစားတဲ့ထဲမှာကြားဖြတ်ပြီးတော့ဟန်တာတာလည်းမရှိဘူးအကုန်လုံးသိနိုင်တယ်ဒါသဗ္ဗညုတဉာဏ်ရဲ့စွမ်းအားလို့ခေါ်တယ်တော့သိခြင်းမှသိတာဉာဏ်ပဲမသိခြင်းပဲနဲ့သူကသူသိနေတယ်ဆိုတာတော့ဉာဏ်မဟုတ်ဘူးအဲ့လိုဉာဏ်မျိုးကလောကမှာမရှိဘူးနော်သို့တော်အဲ့လိုလောကမျိုးမှာမရှိတဲ့ဉာဏ်မျိုးတောင်မှပဲအဲ့ဒီလိုဉာဏ်မျိုးရှိတယ်လို့ယူဆပြီးအိန္ဒိယသမိုင်းမှာဒီယူဆတွေနဲ့သူကသူအိတ်နေရင်လည်းသိနေတယ်နိုးနေရင်လည်းသိနေတယ်စားနေရင်လည်းသိနေတယ်သွားနေရင်လည်းသိတယ်သူ့မှာဉာဏ်ကြီးကအလိုလျောက်အကုန်သိနေတယ်လို့ပြောတာဟာရှိစရာတစ်မျိုးပဲဖြစ်တယ်ပေါ့။ဘာကြောင့်လို့ဆိုအိတ်နေရင်ဘယ်လိုလုပ်သိမှာလဲ။မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ကအဲ့ဒါမျိုးတွေမပါဘူး။သိခြင်းလို့အာယုံပြုလိုက်ရင်အကုန်သိတာကိုသဗ္ဗညုတဉာဏ်လို့ခေါ်တယ်။မသိခြင်းဘူးဆိုလို့ရှိရင်လည်းမသိဘူးနော်။ဒါဆိုတာအိမ်နဲ့ထည့်ထားရင်ဘယ်ပြတ်ပါ့မလဲ။ဘယ်ရှာမလဲ။ဘလောက်ထက်တဲ့အသွားရှိတဲ့ဓာတ်ပဲဖြစ်စေတအိမ်နဲ့ထည့်ထားရင်ပြတ်ပါမလားပြတ်နိုင်နော်ထို့တူပဲအသိဉာဏ်ဟာဘလောက်ထက်တဲ့အသိဉာဏ်ပဲဖြစ်ဖြစ်သိကျင်စိတ်နဲ့စူးစမ်းမှပဲသိမှဖြစ်မှာပေါ့မသိကျင်မဲနဲ့ဒီတိုင်းနေရင်ကထသိနေတယ်ဆိုရင်ဘယ်ဖြစ်ပါမလို့အဲ့ဒါသဘာဝမကျတဲ့အယူဆတစ်ခုပဲဖြစ်တယ်ပေါ့အေးပါရမီဖြည့်တဲ့အခါတုန်းကပညာကြီး
စွမ်းအားတွေဟာဘဝအဆက်ဆက်မှာသင်လည်းသိယူခဲ့တယ်မေးလည်းမေးမြန်းခဲ့တယ်ကိုယ်တိုင်လည်းပဲဘယ်ကိစ္စမှမဆိုအလေးနဲ့ထားပြီးတော့ဆင်ញင်တုံတရားဆင်ញင်စဉ်းစားပြီးလုံးလေးရှိတဲ့ဘုရားလောင်းသူတော်စင်ပုဂ္ဂိုလ်မျိုးတွေကြတော့အသိဉာဏ်ရဲ့စွမ်းပကားမြင့်မားနေတာဖြစ်တယ်ပေါ့ဒါကြောင့်အရွယ်ပင်ငယ်တော်လဲမဟောဒရပညာရှိကသူများတဲ့ပို့ပြီးတော့စဉ်းစားနိုင်စွမ်းရှိတယ်ဒါသူ့ရဲ့ပညာရည်ချင်းကစွမ်းအားတွေရှိတယ်ပေါ့မိဂုဏ်တွေကိုဖြေခဲ့ရုံမျှမကတရားတစ်ပုံဖြစ်လာတဲ့အရာကိုအမှန်ကန်ရောက်ရှိလာအောင်သူဉာဏ်စွမ်းဉာဏ်စားနဲ့ဖော်ထုတ်နိုင်ခဲ့တယ်ညင်းလို့မရအောင်ဖော်ထုတ်ခဲ့တာဖြစ်တယ်နော်ညင်းလို့မရအောင်ဖော်ထုတ်ခဲ့တယ်ခဏိခေတ်မှာရှေ့နေတွေကမေးပြီးတော့အမျိုးမျိုးဖော်ထုတ်ကြတယ်ဆိုတာဟာအလွဲမှားကိုစောင့်ကြိုပြီးတော့ဖော်ထုတ်ကြတာဖြစ်တယ်ပေါ့သူပြောဆိုမှုတွေရဲ့စွမ်းအားကိုကြည့်ပြီးတော့လူတွေဟာဒီတရားတစ်ပေါင်းအဆုံးဖြတ်ကိုရှေ့နေတွေပြောတဲ့အချက်လက်တွေနဲ့ဥပဒေပေါင်းနဲ့ဆက်ဆက်ပြီးတော့ဘယ်သူကနိုင်တယ်ဘယ်သူကရှုံးတယ်ဆိုတာဆုံးဖြတ်တာအခုကတော့တကယ်အစစ်မှန်ကိုတွေ့အောင်ဘုရားလောင်းဟာသူဉာဏ်စွမ်းဉာဏ်စားနဲ့ညင်လို့မရနိုင်တော့အောင်ဝန်ခံချက်ပေးရတော့အောင်အတွင်းနှိုက်ပြီးတော့ဆင်ញင်စဉ်းစားပြီးထုတ်ဖော်ခဲ့တာပဲဖြစ်တယ်ပေါ့ခုနှစ်အရွယ်မှာအခုလိုခက်ခဲလာတဲ့အငင်းပွားမှုတရားတွေကိုဆုံးဖြတ်ခဲ့တာအောင်မြင်ခဲ့တာဖြစ်တယ်အမှန်ကန်တွေအလုံးဖြစ်ခဲ့တာဖြစ်တယ်လူနဲ့နတ်နဲ့ဖြစ်တဲ့ယထာလူတဲ့ယထာပိုင်ဆိုင်မှုပြဿနာသိပဲနဲ့လူလားနတ်လားကွက်ပြသွားအောင်အများရဲ့ရှေ့မှာတက်တည်ပြလိုက်နိုင်တယ်ပေါ့တက်တည်ပြလိုက်တယ်လူဆိုတာပြင်းမှန်းလာရင်မောပန်းတဲ့သဘောရှိတယ်ချွေးထွက်တဲ့သဘောရှိတယ်ချွေးထွက်မထွက်ဆိုတာနဲ့မောမမောဆိုတာနဲ့ဒီအချက်လက်တွေနဲ့ကြည့်ပြီးလူနဲ့နတ်ကိုကွဲပြားခြားနားအောင်တက်တည်ပြပြီးတော့ဆုံးဖြတ်ချက်ချခဲ့နိုင်တာသူ့ရဲ့ပညာစွမ်းဟာအမခံမြဖြစ်တယ်လို့ဒီလိုဆိုရမှာဖြစ်တယ်အဲ့ဒီလိုမောဒရာပညာရှိရဲ့စွမ်းပကားတွေကိုသိရှိလို့ဘုရင်ကြီးကတော့နန်းတော်ခေါ်ပြီးတော့အသုံးချခြင်းနဲ့အမှုထမ်းခိုင်းခြင်းနဲ့သို့တော့ပညာရှိအဖြစ်အမှုထမ်းနေတဲ့သေနဂါစားတဲ့ပညာရှိအမတ်ကြီးတွေကတော့သူတို့ရဲ့ယာဒူးအတွက်တစ်ဖက်ကစိုးရိမ်တော့ကရောက်ပြီးတော့ဒီလောက်လေးနဲ့တော့ပညာရှိမခေါ်နိုင်သေးပါဘူးဆက်လက်ပြီးစုံစမ်းသင့်သေးပါတယ်ဆိုတဲ့တရဥအတွက်တင်တာကြောင့်ဝေရေဟဘုရင်ကြီးဟာမောဟဒရာပညာရှိကိုနန်းတော်ထဲခေါ်ပြီးအသုံးချဖို့အချိန်လင်းဟင်းပြီးတော့သွားရတယ်ပေါ့အဲ့ဒီနောက်မှာဒီထူးခြားတဲ့အဖြစ်အပျက်တွေကိုစုံစမ်းတဲ့တကယ်ပညာရှိဟုတ်မဟုတ်စုံစမ်းတဲ့ပဟိလိပု္ပ္ပာတွေဆင်ငယ်ပို့ပြီးတော့မောဟဒရာရဲ့ပညာရည်အစွမ်းအစကိုစုံစမ်းခဲ့တာ10ချက်ရှိတယ်ပေါ့နော်ပညာရှိမရှိနန်းတော်ကနေပြီးတော့ပြဿနာတွေပြုလုပ်ပြီးတော့ပို့ဆောင်ပေးတယ်အဲ့ဒီမဲ့နံပါတ်1ဘာပို့လိုက်တယ်လဲဆိုရင်နန်းတော်ကနေပြီးတော့ဘုရင်ကြီးကြီးကဆင့်စာရောက်လာတယ်ရှားနစ်နဲ့လှုပ်ထားတဲ့တထွာလောက်ရှိတဲ့အသားကြောင်လေးကြနနပုစင်တင်ထားတဲ့ရှားသားအနှစ်ကလေးညီးနေအောင်ပုစင်တင်ထားတဲ့ရှားထုတ်ကလေးပေါ့နော်ရှားသားရှားနှစ်နဲ့လှုပ်ထားတဲ့တုတ်ချောင်းကလေးတထွာလောက်ရှိတဲ့တုတ်ချောင်းလေးကိုဘာလှုပ်ခိုင်းတယ်လဲဆိုတဲ့အခါနန်းတော်ကနေတန်တမန်တယောက်ရောက်လာတယ်အရှိယဝမေစကာကလူတွေမင်းတို့စီကလူတွေပညာရှိတယ်လို့သတင်းကြီးတယ်ဟောဒီဒုတ်ကိုအရင်ဖြားခွဲပြရမယ်မခွဲနိုင်ဘူးဆိုရင်မင်းတို့ငွေ1000တန်တတ်မယ်ဆက်နာနော်ရှေးခေတ်က1000ဆိုတော့များတယ်ခုခေတ်ကတော့ပေးကြမှာပါလွယ်ပါတယ်အဲ့တော့ဓာငွေ1000ဆိုပြီးတော့နန်းတော်ကဆင့်စာရောက်လာတယ်ရှားသား
ရှားနှစ်သာဒုက္ခလေးချောနေအောင်ပုတ်ထားပြီးတော့ပုတ်စင်တင်ထားတဲ့ဒုက္ခလေးအရင်ဖြာခွဲခြားဖို့ရခက်ခဲတဲ့ဒုက္ခလေးရောက်လာတယ်ရောက်လာတော့ယောမေဇကအရှိယောကယောမေဇကလူတွေဟာဘယ်လိုလုပ်ပြီးတော့တာမန်တုတ်ချုံးလေးကိုအရင်ဖြာခွဲဖို့ဆိုတော့လွယ်တဲ့ကိစ္စမှမဟုတ်တာဒီမူလပဂတိအတိုင်းလာရင်တော့ခွဲလို့ရကောင်းရနိုင်လိမ့်မယ်အခုကကြာကြာနာနာပုတ်ပြီးတော့ညီအောင်လှုပ်ထားတဲ့အသားကြောင်လေးကိုဘယ်ဟာကအရင်လဲဘယ်ဟာကအဖျားလဲဆိုတာခွဲခြားဖို့ဆိုတာအလုံးကိုခဲနေလုံးကိုခဲနေခုခေတ်မှာတစ်ပြည့်နေကိုတည်တည်ချာချာလေ့လာထားတဲ့ဗုဒ္ဓနည်းပညာရှင်တွေကိုကြည့်မယ်ဆိုရင်အပွေးကဘယ်လိုသွားသလဲဆိုတာကိုကြည့်ပြီးတော့လဲဖြည့်ရှင်းကောင်းဖြည့်ရှင်းလိုက်ပဲသို့တော့မဟောဒရာပညာရှိကအဲ့ဒီနည်းနဲ့ဖြည့်ရှင်းတာမဟုတ်ဘူးသူဖြည့်ရှင်းပုံကလူတိုင်းစမ်းသပ်လို့ရတဲ့နည်းနဲ့ဖြည့်ရှင်းမှာအဲ့လိုရောက်လာတဲ့အခါကျတော့ရွာလူတွေခေါင်းကုပ်ပြီးတော့ဘယ်ဟာကအရင်ဘယ်ဟာကအဖျားဆိုတာစဉ်းစားကြတာလုံးဝအဖြေမထွက်ဘူးတရားလုံးအဖြေမထွက်တော့ငွေ1000တန်ဆောင်ရမှာဆိုတော့တထေးကြီးစီပူကတ်ကြတယ်တထေးမင်းရဲ့သားကိုပြောပါအောင်အရင်ဖျားပဲဟာမှမသိဘူးဆိုလို့အဖြေထွက်မယ်ဆိုရင်သူတို့ရွာငွေ1000တန်တက်ခံရမယ်နန်းတော်ကစဉ်းစားရောက်လာတယ်ဆိုတခါတည်းတထေးကြီးကသူ့သားမောဟဒရာကလေးငယ်ဘဝတကယ်ချင်းပေါင်းတဲ့နေနဲ့ကစားနေရကခေါ်ပြီးတော့လာပါဦးငါသားနန်းတော်ကအခုလိုပြဿနာတစ်ခုရောက်လာတယ်မင်းဖြေရှင်းစမ်းမအောင်ဆိုပြီးတော့ရှားနှစ်ဒုတ်တန်လေးကိုသူ့ပေးတယ်ပေးလိုက်တဲ့အခါမောဒရာပညာရှိကကင်ပြီးတော့လက်ဆဆကြည့်တာနဲ့သူကဘယ်ဟာအရင်ဘယ်ဟာဖြာသူသိသွားပြီသို့တော့လူတွေမှာအဲ့လိုလက်ဆနဲ့သိနိုင်ဖို့ဆိုတာလူတိုင်းမှာမလွယ်ဘူးသူအနေနဲ့ကတော့သူ့ရဲ့ရှိုးဝဲချက်အရာကြည့်လိုက်တာနဲ့သူကသိတယ်တဲ့သို့တော့အများမှတ်သားလောက်အောင်အများစမ်းသပ်လို့ရတဲ့နည်းတစ်ခုကိုသူကသုံးချတယ်အဖျားနဲ့အရင်ဆိုတာမသိနိုင်သည့်အတွက်ကြောင့်အလဲဘိုတဲ့မှာအချီနဲ့ချီပြီးတော့ရေခွက်တစ်ခုတောင်းပြီးတော့အဲ့ဒီရှားနှစ်ဒုက္ခလေးကိုရေထဲကိုတပြိုင်နဲ့ကြအောင်ရေထဲကိုချကြည့်တယ်ချလိုက်တဲ့အခါကျတော့တစ်ဖက်ကအရင်မြုပ်တယ်နောက်တစ်ဖက်ကနောက်ကျမှမြုပ်တယ်အဲ့ဒီမှာလူတွေကိုမေးတယ်တစ်ပင်ရဲ့ထုံတန်းစင်လာကြအရင်နဲ့အဖျားဘယ်ဟာကလေးတယ်လဲဆိုတော့အလုံးမဖြေတယ်တစ်ပင်ဆိုတာအရင်ကလေးတယ်ဆိုအခုလဲရှားနှစ်ဒုက္ခလေးဟာတညီတဲ့လှုပ်ထားပြီမဲ့လို့အရင်ဘက်ကလေးနေတယ်သူကမသိမသာလေးနေတယ်အလဲကောင်မှခြီကျိုးလေးနဲ့ခြီပြီးတော့ရေခွက်ထဲထည့်လိုက်တဲ့အခါမှာအရင်ဘက်ကအရင်မြုပ်သွားတယ်အဲ့ဒါကိုကြည့်ပြီးကဲတေချာကြည့်ကြဆိုပြီးတော့သူကပြအရင်ဘက်ကအရင်မြုပ်သွားတယ်အဖျားကပေါ့တယ်အဲ့တော့အဖျားကလေးတာဖြစ်တော့ကြောင့်အဖျားဘက်ကအရင်မြုပ်တယ်ဒါကြောင့်မို့ဒီဘက်ကအရင်ဟိုဘက်ကအဖျားဆိုတာဖြည့်ပေးလိုက်တယ်သူအဖြေပေးလိုက်တဲ့အခါနန်းတော်ကိုရောက်သွားတဲ့အခါကျတော့အဖြေကမှန်းနေတယ်ဒါဘယ်သူဖြေပေးတာလို့ဆိုတော့မောဟဒရာပညာရှိကဖြေပေးလိုက်တာပါလို့ဆိုတော့ဟာတကယ်တော်တဲ့လူပဲဘုရင်ကြီးကတော့ခေါ်ကြလှပြီနန်းတော်ကိုသို့တော်သေနကအမတ်ကြီးကဒီလောက်လေးနဲ့မကျင်납ပတ်နဲ့အောင်ဆက်ပြီးတော့စုံစမ်းကြပါအောင်ဆိုပညာရှိကိုစမ်းညမှာပေါ့နော်တကယ်ပညာရှိလားမရှိလားအကိုကလည်းဖြေကြည့်တာပေါ့နော်ပဟေလိကိုအဖြေရှာပြီးတော့ကြည့်ဖို့လိုတယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်စူးစမ်းတတ်တဲ့အလေးထားပေါ့နော်စူးစမ်းတတ်တဲ့အလေးထားရှိတယ်ဘုရားလောင်းနေမှာအဲ့ဒီစူးစမ်းတတ်တဲ့အလေးထားကြောင့်ဘယ်ဘဝရောက်ဘုရားလောင်းနေတာဒုက္ခမရောက်ဘူးဒလပါဏသမှာဆိုလို့ရှိရင်တော်ထဲမှာရေကန်ကြီးရှိတယ်ဘုရားလောင်းကအဲ့ဒီတော့ကမြောက်ထဲမှာအကြီးကဲမြောက်အုပ်ထဲမှာအကြီးကဲလို့အကြီးကဲလို့တော့မြောက်တွေဆိုတာအလုံးသိတဲ့အတိုင်းတနေ့အနေတနေ့
အသီးတွေပေါ်တဲ့စီကိုရွှေ့သွားလာနေကြတယ်ရေစားတဲ့အခါမှာတောတဲ့ကရေတွေ့ရင်အငမ်းမရတောက်ကြတာအဲ့ဒီမှာဘုရားလောင်းကသူ့မြောက်တွေကိုမှားထားတာပြောထားတာအေးမင်းတို့ရေအိုင်တွေ့တယ်ဆင်မတောက်ကြနဲ့ရေအိုင်တွေ့တိုင်းဆင်မတောက်ကြနဲ့အန္တရာယ်ကြုံတတ်တယ်စူးစမ်းပြီးတော့မှဆင်ညာလို့သူပြောထားအဲ့လိုပြောထားတဲ့နဲ့မဆင်မချင်းမြောက်တွေကရှေးအိုင်ထဲကိုဆင်းတော့တဲ့အခါကျတော့ရှေးအိုင်ဆောင်ဘလူးရဲ့အစာဖြစ်ကုန်ဘုရားလောင်းကြတော့ရောက်လာတဲ့အခါမှာ तू ကကန်းဆက်ကိုလှက်ပတ်ပြီးတော့ကြည့်တယ်ကြည့်တဲ့အခါ तू ဘာတတိထားတော့ဆိုဆင်းတဲ့ခြေရာပဲတွေ့တယ်တက်တဲ့ခြေရာမတွေ့ဘူးအဲ့ဒါ तू တတိထားတဲ့ပုံလေးကိုပြောတာတော်တဲ့ကရေကန်ကြီးနော်တရားတွေဆင်းကြတယ်ဟုတ်တယ်ခြေရာတွေတွေ့တယ်ဟိုဘက်ကလည်းဆင်းလာပြန်တက်တဲ့ခြေရာရှိရပြန်တက်တဲ့ခြေရာမတွေ့ဘူးအဆင်းနေရွယ်တွေ့တော့အာဒီရေကန်ဟာအန္တရာယ်ရှိတဲ့ရေကန်ပဲဆိုဆုံးဖြတ်နိုင်တော့အဲ့ဒီလိုဘုရားလောင်းရဲ့ဉာဏ်ဤဉာဏ်သွေးဟာအရာရာကိုတတိထားတတ်တဲ့အလေးထားရှိတယ်အဲ့ဒါပညာရဲ့စွမ်းအားပဲဖြစ်တယ်ပေါ့ဒါလည်းကိုယ့်ကိုလေ့ကျင့်ရမလေ့ကျင့်မဲနေငါလည်းတနေ့ကျတော့ဉာဏ်ကောင်းလာမယ်လို့အဲ့လိုမတွက်လေနဲ့အဲ့လိုမတွက်နဲ့နော်ဘူးလုံးကဘူးလုံးပဲနေမှာပဲနော်စဉ်းစားမှရပါအဲ့တော့ဒါဆိုတာသူကသူထက်လာမှာမဟုတ်ဘူးသွေးမှထက်တာလေအဲ့တော့အသိဉာဏ်ထက်အောင်ကိုယ့်ကိုသွေးပေးနေဖို့လိုတယ်သွေးရမှာမပြင်းနဲ့စဉ်းစားရမှာမပြင်းနဲ့သွေးပေးရမယ်အဲ့ကြမှာအသိဉာဏ်တွေထက်လာနောက်တစ်ခါဘုရင်ကြီးစီကနေပြီးတော့ဒုတိယပညာစမ်းတဲ့တခုရောက်လာပြန်တယ်။ဘာရောက်လာတော့ဆိုတော့လူရဲ့ဥခေါင်းရိုးခေါင်းရိုးနှစ်ခုကိုပို့လိုက်တယ်။ခေါင်းရိုးနှစ်ခုရောက်လာ။ဘယ်သုတ်တန်ကယူလာပြီးတော့ပို့တယ်တော့မသိဘူး။အဲ့ဒီမှာခေါင်းရိုးနှလုံးကိုယူလာပြီးတော့အရှိယဝမိစ္ဆကရွာကလူတွေညံကောင်းတယ်လို့ပြောတယ်။ဟောဒီခေါင်းရိုးနှလုံးဟာယောက်ျားခေါင်းရိုးလားမိန်းမခေါင်းရိုးလားခွဲရမယ်ပေါ့ခေါင်းရိုးပို့လိုက်ပြီးတော့ယောက်ျားမိန်းမခေါင်းရိုးခွဲရမယ်ဘယ်ဟာယောက်ျားခေါင်းရိုးဘယ်ဟာမိန်းမခေါင်းရိုးဆိုတာခွဲခိုင်းတမန်အားဖြင့်လူရဲ့အုတ်ခေါင်းဆိုတာခေါင်းရိုးကြီးကခတ်ဆင်နေမယ်လေတည်တည်ချာချာမလေးလာမသိတဲ့ပုဂ္ဂိုလ်မှာဒီခေါင်းရိုးယောက်ျားလားမိန်းမလားဆိုတာကွဲပြသိဖို့အလွန်ခဲနေပေါ့အဲ့ဒါလို့ခွဲခိုင်းလိုက်တဲ့အခါမှာခုနအတိုင်းပဲနန်းတော်ကဆင့်စာမှာပါလာတယ်ဒါကိုမင်းတို့မမှန်ကန်ကန်ဖြေနိုင်ရင်ဖြေမဖြေနိုင်ဘူးဆိုရင်တန်ငွေ1000ဆောင်ရမယ်အမိန့်နဲ့ရောက်လာရွာသူရွာသားတွေအကင်းပါတယ်ဆိုတဲ့လူတွေဟာခေါင်းရိုးကင်ပြီးတော့ကြည့်တယ်ခေါင်းရိုးလို့ပဲမြင်နေတယ်ဒါယောက်ျားလားမိန်းမလားဘယ်လိုမှသူတို့မခွဲတတ်ဘူးနောက်ဆုံးကြတော့မောဟဒရာပညာရှိရဲ့အကူအညီကိုယူချတယ်ယူတဲ့အခါမှာမောဟဒရာပညာရှိကဒါကအမျိုးသားဥခေါင်းဒါကအမျိုးသမီးဥခေါင်းဆိုတာကိုသူခွဲခြားပေးတယ်အဲ့တော့သူခွဲခြားနည်းကဘာနဲ့ခွဲခြားတော့လို့ဆိုတော့အမျိုးသားယောက်ျားတွေရဲ့ဥခေါင်းရိုးအဆက်ကဖြောင်းနေတဲ့အမျိုးသမီးဥခေါင်းရိုးမှာပါတဲ့အဆက်ကအကောက်အကွေ့ကလေးတွေနဲ့သွားတယ်တဲ့အဲ့နှစ်ခုပဲသူကနော်အကောက်အကွေ့လေးတွေနဲ့သွားတယ်အမျိုးသားရဲ့ဥခေါင်းရိုးဆက်လေးကဖြောင်းဖြောင်းလေးပဲနေတယ်တဲ့အမျိုးသမီးရဲ့ဥခေါင်းရိုးကြတော့ကောက်ကွေ့ပြီးတော့နေတယ်အဲ့ဒါကိုချိပြီးတော့ဒါကအမျိုးသားဒါအမျိုးသမီးဆိုတာမှတ်ပြီးတော့ပေးလိုက်အဲ့ဒါနဲ့နန်းတော်ပြန်ပို့ပြီးအဖြေထုတ်လိုက်တော့အမှန်ဖြစ်နေပြီမှန်ထုတ်ဒါဘယ်သူဖြေပေးတာတော့ဆိုမောဒရာပညာရှိဖြေပေးတာဆိုတဲ့တော်တာပဲဘုရင်ကြီးကနန်းတော်ခေါ်ဖို့တိုက်တော်မြန်တယ်သို့တော့တေတင်ကအမတ်ကြီးကဒါကတလောက်ကြီးပညာရှိမခေါ်တော့သေးပါဘူးဆက်ပြီးတော့စူးစမ်းကြပါအောင်ဆိုပြီးတော့နောက်တစ်ခါတတိယအနေနဲ့အဖြေထုတ်ဖို့ရာ
ဒီမွေးနှကောင်ဖမ်းပြီးတော့ပို့လိုက်တယ်နော်မွေးနှကောင်ဖမ်းပြီးတော့ပို့လိုက်တယ်အဲ့ဒီမွေးကိုပို့လိုက်ပြီးတဲ့အခါကျဘယ်မွေးကအထီးလဲဘယ်မွေးကအမလဲအထီးမှခွဲခိုင်းတာနော်အထီးမှခွဲတာများလွယ်ပါတယ်လို့တော့မအောင်မေးလိမ့်နဲ့မွေးဆိုတာရှေ့ရှေ့မျောမျောကြီးပဲကုန်နော်တရားတွေတော့လွယ်ကောင်းလွယ်မှာပေါ့ခွေးဒီခွေးမှခွဲတာတော့လွယ်ပါတယ်အဲ့တော့မွေဒီမွေမကြတော့ဘလို့ခွဲရမလဲမွေဆိုတာရှေ့ရှေ့မျောမျောကြီးပဲနေတာဆိုတော့ဘယ်ဟာအထီးလဲဘယ်ဟာအမလဲဆိုတာခွဲခြားပြီးတော့မပေးနိုင်ကြဘူးအဲ့လိုခွဲခြားမပေးနိုင်တဲ့အခါကျတော့မောဟဒရာပညာရှိရှိကုညီတောင်းကြရတယ်အဲ့လိုကုညီတောင်းတဲ့အခါမှာသူကမွေအထီးအမကိုဘယ်လိုခွဲပြီးတော့ပေးတယ်လဲလို့ဆိုရင်မွေရဲ့ဥခေါင်းနဲ့အမီးကိုကြည့်တယ်မွေဒီရဲ့ဥခေါင်းကနည်းနည်းကြီးတယ်တုတ်တယ်မွေမရဲ့ဥခေါင်းကသေးသွယ်တယ်အဲ့ဒါတစ်ချက်ခေါင်းကြည့်လိုက်တာနဲ့သူကခေါင်းတုတ်ထိုင်နဲ့သွဲတာနှစ်ခုနောက်တစ်ခါအမီးကိုကြည့်တယ်သူကအမီးကလည်းပဲဒီမွေဒီရဲ့အမီးကတုတ်တယ်မွေမရဲ့အမီးကသွဲတယ်ဥခေါင်းကိုလည်းကြည့်တယ်အမီးကိုလည်းကြည့်တယ်နောက်တစ်ခုကတော့လက်ပဲအောင်မှာမွေတွေမှာအရစ်ပါတတ်တယ်ဒီမွေဟောက်တွေပါတယ်ဆိုရင်လက်ရည်3ဆင့်လို့ခေါ်တာပေါ့နော်ဒီအမဲရည်ကြီး3ခုပါတယ်အိန္ဒိယဇာတ်ကားကြည့်ရင်တော့တွေ့လိမ့်မယ်လက်ပင်ကြီးဖပြင်းကြီးထောင်ပြထားတဲ့အခါမှာအဲ့ဒါလက်ရည်3တန်းရှိတယ်အဲ့ဒီမှာမွေဒီမွေမဘလို့ခွဲတော့လို့ဆိုမွေဒီရဲ့လက်ရည်ကသူကတစ်ခုနဲ့တစ်ခုဆက်ပြီးတော့နေတယ်ဒီ3ခုကတစ်ခုနဲ့တစ်ခုဆက်နေတယ်မွေမရဲ့လက်ရည်ကြတော့ပြတ်တော့နေတယ်အပြတ်နေတယ်အဲ့ဒါသင်္ကေတနဲ့အဲ့လိုခွဲပြီးတော့ပြီးတယ်ဒါလည်းပဲသဘာဝအပြင်ကြည်တတ်မြင်တတ်လိလတတ်တဲ့ပုဂ္ဂိုလ်တွေဖို့ဒီလူတိုင်းတတိထားပြီးကြည့်မယ်ဆိုရင်ကွဲပြားခြားနားမှုဆိုတာတော့ရှိတမန်အပြင်တော့တမန်မျက်စိနဲ့တော့ဒီအထီးမှခွဲလို့ရကြမှာရမှာပေါ့နော်အဲ့တော့မောဟဒရာပညာရှိကသူ့အသက်အရွယ်လေးနဲ့သူဘယ်လိုများခွဲတာတော့သူဘယ်ကသင်ထားတာတော့လို့ဆိုမဟုတ်ဘူးကြည်တတ်မြင်တတ်တဲ့စွန့်ရည်တတိကသူ့အုံနောက်မှာရှိနေတယ်သူကနော်ကြည်တတ်တယ်စဉ်းစားတတ်တယ်အရာရာကိုတမန်အဖြစ်မဟုတ်ဘဲနဲ့စူးစူးဆိုင်လေးလာကြည်တတ်သည့်အတွက်ကြောင့်မတူကွဲပြားမှုတွေကိုသူ့ရဲ့ဉာဏ်ထဲမှာပေါ်နေတယ်အဲ့ဒီနည်းနဲ့သူကခွဲခြားပြီးတော့ပေးလိုက်တော့ဒီပြဿနာလည်းပဲပြေသွားပြန်ရောအမှန်ကန်ဖြေနိုင်စွာရှိတော့ဘုရင်ကြီးကသဘောကျပြန်တယ်အဲ့ဒီမှာတေနကမတ်ကြီးရဲ့စိတ်ကူးနဲ့နောက်ထပ်ဆက်ပြီးတော့အဖြေထုတ်ဖို့ရအတွက်ထပ်ပြီးတော့၄ခုမြောက်မေခွန်းတစ်ခုထပ်ပို့လိုက်တယ်အဲ့ဒါတော့ပဟေလိစကထာဖွက်တဲ့ပုံစံမျိုးပဲနော်စကထာဆိုတာငယ်ငယ်တော့ကြားဘူးတယ်ငါနွားနဲ့ခြုံပေါ်တက်ချွတ်တမ်းမကြအာကနွားတဲ့ငယ်ငယ်တော့ကြားဘူးတာပြောတာနော်ငါနွားနဲ့ခြုံပေါ်တက်ချွတ်တမ်းမကြအာကနွားအဖြေရပါတော့ဆိုတန်းနေစပင်းတွေကတန်းဥခေါင်းကတန်းကိုပြောတာနော်အဲ့လိုစကထာဖွက်တဲ့ပုံစံမျိုးပဲမဟောဒရာဒီအရှိရွာမေဇာကရွာကလူတွေစီကိုဘုရင်ကြီးကနေပြီးတောင်းဆိုလိုက်တာသူဘာလို့ခြင်းလဲဆိုတော့သူစီမှာကိုလုံးဆွတ်ဖြူးနေတဲ့နွားလာဥဒ္ဒပနန်းတော်ကိုပို့ပေးရမယ်မပို့နိုင်ရင်မင်းတို့တန်ဝေး1000နွားလာဥဒ္ဒပဆိုတာ
ဘိုးကြီးနဲ့တုတ်တုတ်ခိုင်ခိုင်နဲ့နွားထီးကြီးကိုခေါ်တာနော်နွားထီးကြီးကိုခေါ်တယ်အဲ့ဒီနွားထီးကြီးကရိုးရိုးတိုင်းမဟုတ်ဘူးဂျိုကခြေထောက်မှာပေါက်ရမယ်ရိုးရိုးနွားမဟုတ်ဘူးခြေထောက်မှာဂျိုပေါက်ပြီးတော့ခေါင်းပေါ်မှာဘို့ပါတဲ့ကိုလုံးဆွတ်ဆွတ်ဖြူပြီးတော့တနေ့ကိုအချိန်မှန်3ချိန်တွန်တတ်တဲ့နွားလားဥဒ္ဓဘာတဲ့အဲ့ဒီနွားဖြူကြီးကိုပို့ပေးရမယ်အရှိရွာမင်းသားလူတွေကခေါင်းကုပ်ပြီးတော့စဉ်းစားလို့ဘယ်လိုလုပ်မှဒီလိုနွားမျိုးသူတို့မြင်လည်းမမြင်ဘူးနွားဆိုတာခေါင်းပေါ်မှာဂျိုရှိတာကြီးပဲအကုန်လုံးဘိုးကပခုံးပေါ်မှာရှိတာအခုကခြေထောက်မှာဂျိုရှိရမယ်တဲ့နော်ခေါင်းပေါ်မှာဘိုးရှိရမယ်ဆိုတော့ဒီဖြေထုတ်ဖို့တော်တော်ခက်ဖြေထုတ်ဖို့ခုနငါနွားနဲ့ချုံမော်တက်ချွတ်ချွတ်တမ်းမကြအာကနွားဆိုတာလို့ပဟိလိစကားမျိုးဖြစ်နေတာအလုံးစဉ်းစားရမရတဲ့အခါကျတော့မောဟဒရာပညာရှိစီသွားပြီးအကူကြီးတောင်းတယ်ကူကြီးတောင်းတော့မောဟဒရာပညာရှိကဒါပါခဲလို့လေကျက်ဖအဖြူတကောင်ကိုတော့ပို့လိုက်နန်းတော်မှာနော်ကျက်ဖအဖြူတကောင်ကိုဖမ်းပြီးတော့နန်းတော်ပို့လိုက်ကျက်ဖဆိုတာကျက်ဆိုတာဒီခြေထောက်မှာရှိတဲ့အတက်ကအဲ့ဒါခြေထောက်မှာဂျိုပဲပေါ့တဲ့နော်ခြေထောက်မှာရှိတဲ့အတက်ကဂျိုပဲခေါင်းပေါ်မှာအမောက်ပါလို့အဲ့ဒါဘို့ပဲတဲ့အဲ့တော့ကျက်ဟာခေါင်းပေါ်မှာဘို့ခြေထောက်မှာဂျိုတနေ့ကို3ချိန်တွန်းတယ်ဆိုတာကျက်ကတွန်းတာကိုအချိန်မှ3ချိန်တွန်းတယ်အဲ့ဒီကျက်ဖြူတကောင်ကိုဖမ်းပြီးနန်းတော်ပို့လိုက်ဆိုတော့ဒီပြဿနာလည်းပြေသွားပြန်ရောနော်ပြေသွားပြန်ဒါစကားတာဖွက်တာကိုနိုင်သွားတာပေါ့အဲ့ဒီပေလိဆိုတဲ့သဘောတရားတွေကလူတွေကိုတချို့ကတွေးဝေသွားစေတတ်တယ်တွေးဝေသွားစေတတ်တဲ့ပေလိမျိုးတွေလည်းရှိတယ်အဲ့ဒါမျိုးကိုဝိဇ္ဇနာပေလိလို့ခေါ်တယ်ဥပမာတစ်ခုမှာမြင်းလေးကောင်တကောင်ကိုအရှိဘက်လှည့်ပြီးတော့ခြီးနောက်တစ်ကောင်ကအနောက်ဘက်လှည့်ခြီးနောက်တစ်ကောင်ကမျက်နှာကိုတောင်ဘက်လှည့်ပြီးတော့ခြီးနောက်တစ်ကောင်ကမြောက်ဘက်ကိုလှည့်ခြီးဆိုခြီးခိုင်းလိုက်တယ်ဆိုလို့ရှိရင်မြင်းလေးကောင်ကနားထောင်တဲ့လူရဲ့ခေါင်းထဲမှာဆိုလို့ရှိရင်အရှိဘက်မျက်နှာလှည့်နာခေါင်းလှည့်နေတဲ့ကောင်ကတစ်ကောင်အနောက်ဘက်ခေါင်းလှည့်နေတဲ့ကောင်ကတစ်ကောင်တောင်ဘက်ခေါင်းလဲတဲ့ကောင်ကတစ်ကောင်အနောက်ဘက်ခေါင်းလဲတဲ့မြောက်ဘက်ခေါင်းလဲတဲ့ကောင်ကတစ်ကောင်ဆိုဒီ4ကောင်ဟာတကူးနဲ့တကူးဖင်ပေးပြီးတော့ခြိထားတယ်လို့ခေါင်းထဲမှာသွားစဉ်းစားမိသွားတယ်အဲ့ဒီကောင်4ကောင်ကိုတဲ့အလဲကောင်ချထားတဲ့မြက်ထုံးကိုဒီ4ကောင်စလုံးစားနိုင်ရမယ်ဆိုတဲ့အခါကျတော့အဲ့ဒါကိုအဖြစ်ထုတ်ခိုင်းတာတမန်အပြင်အရှိဘက်လှည့်ချိမယ်နောက်ဘက်လှည့်ချိမယ်တောင်ဘက်လှည့်ချိမယ်မြောက်ဘက်လှည့်ချိမယ်ဆိုကြောပေးပြီးတော့ခြိထားတဲ့ပုံစံမျိုးဖြစ်တယ်ရုပ်တရက်တွေးဝေသွားတာအမှန်ကတော့ခေါင်းချင်းဆိုင်ခြိလိုက်တာပဲခေါင်းချင်းဆိုင်ခြိရင်လည်းအနောက်ဘက်ကောင်ကအရှိဘက်လှည့်ခြိတာပဲလေအရှိဘက်ကောင်ကအနောက်ဘက်ကောင်ပြုတ်ခြိလိုက်တာပဲလေအဲတောင်ဘက်ကောင်ကမြောက်ဘက်ကောင်မြောက်ဘက်ကောင်ကတောင်ဘက်ကောင်ဆိုခေါင်းလေးလုံးဆိုင်သွားတယ်ခေါင်းလေးလုံးဆိုင်အောင်ခြိလိုက်ရင်လည်းပဲဒီတိုင်းပဲဖြစ်တယ်အဲ့တော့အလဲကောင်ချတဲ့မြတ်တုံးကို4ကောင်စလုံးစားလို့ရသွားတယ်အဲ့ဒါမျိုးဝေဇနာပဟိလိလို့ခေါ်တယ်ရုပ်တရက်ကြားသူဟာထွေဝေသွားစေတယ်ပေါ့အဲ့လိုပဟိလိတွေအများကြီးပဲဒီတက္ကဒကျမ်းဂန်လေးမှာဒီရှုပ်ဝက်စကထာဝက်တယ်ဆိုတာတွေသင်ကြားရတာမျိုးတွေရှိတယ်ပေါ့နော်အခုလည်းပဲဒီခြေထောက်မှာဂျိုပေါက်ပြီးခေါင်းပေါ်မှာဘိုးရောက်နေတဲ့တနေ့3ချိန်တွန်တတ်တဲ့နွားလားဥဒ္ဓဘကိုဆက်ရမယ်လို့ဆိုတော့အဲ့ဒီနွားလားဥဒ္ဓဘဟာတခြားမဟုတ်ဘူးကျက်ဖအဖြူပဲဖြစ်တယ်ဆိုတော့ပဟိလိကိုဖြစ်ထုတ်လိုက်တယ်သူကစကလုံးကိုဖွက်ပြီးတော့ရစီလည်အောင်လှုပ်ထားတာဟုတ်နော်အဲ့ဒီမှာလည်းပဲအဖြေထုတ်လိုက်တဲ့အခါမှာသူတို့ဒီပြဿနာပြေလည်သွားပြန်ရောပြေလည်သွားပြန်တဲ့အခါမှာဒီပြဿနာကိုဘယ်သူဖြေပေးတာတုံးဆိုဒီ
မောဒရာပညာရှိဖြစ်ပြီးတယ်ဆိုဒါဖြင့်နောက်ထပ်အခက်ခဲပြဿနာတစ်ခုနန်းတော်ကနေပြီးတော့ရောက်လာပြန်ဘာအခက်ခဲတော့ဆိုဒါကစဉ်းစားညံ့နဲ့ပတ်သက်တဲ့ဟာဖြစ်သွားပဟေလိမဟုတ်ဘူးဒီဟာကြတော့လောကမှာအခက်ခဲတစ်ခုကိုဘယ်လိုအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့စွမ်းရည်တတိရှိမရှိစုံစမ်းတဲ့သဘောသမိုင်းမှာဒီဝိရိယနိုင်ငံမှာရှေးခင်ကကုသဘယင်ဆိုတာပေါ်ခဲ့ဘူးတယ်ကုသမင်းနဲ့ပပဝတီဆိုတဲ့ဇာလံကြားဦးကြမှာပေါ့နော်အဲ့ဒီကုသမင်းကြီးကစစ်ပွဲအောင်မြင်သွားတဲ့အခါမှာတရားမင်းကအောင်စုပေးတဲ့အနေနဲ့ပရမညာတစ်လုံးကုသမင်းကြီးကိုလက်ဆောင်ပေးခဲ့ဘူးတယ်အဲ့ဒီပရမညာကကျိုးနဲ့ခြီးပြီးတော့လေဘင်းတွေဘာလို့ဆွဲလို့ရတဲ့ပရမညာလုံးလေးသို့တော့ထူးထူးဆန်းဆန်းလောက်ထတာအဲ့ဒီပရမညာကိုထွင်းထားတဲ့ကျိုးချီတဲ့နေရာအပေါက်ကဖြောင်းရောင်ကြီးဖောက်ထားတာမဟုတ်ဘူးအကောက်အကွေ့၈ခုရှိတယ်အကောက်ကွေ့၈ခုရှိတယ်ဆိုတော့ကျိုးသွင်းမှုအမတမခက်တယ်နော်ကွေ့၈ခုထည့်ထားတယ်အကောက်၈ခုထည့်ထားတော့ကျိုးထိုးလိုက်လို့ရှိရင်လမ်းကဆုံးသွားတယ်အဲ့ဒီကျိုးကကုသမင်းကြီးလက်ထက်ကလေးကရှိခဲ့တဲ့ပရမညာလုံးမှာခြိထားတဲ့ကျိုးကဆွေးလာတော့ကျိုးအစ်စ်လဲဖို့လိုလာတော့ဒီရှေ့ရွာမင်းသားကလူတွေပညာရှိတယ်လို့ပြောတယ်ဒီကျိုးကိုဖျက်အောင်တိုက်ခိုက်မယ်ဆိုပြီးတော့အဲ့ဒီပရမညာလုံးကြီးကိုပို့ပြီးတော့ကျိုးတက်ပေးဖို့မတတ်နိုင်ဘူးဆိုလို့ရှိရင်တန်ငွေ1000ဆောင်ရမယ်ဆိုပြီးနန်းတော်ကစဉ်းစားရောက်လာတဲ့အခါမှာထိုးကြည့်ကြတယ်ဘယ်လိုလုပ်ဝင်မှာတော့ထိုးကြည့်လမ်းဆုံးတယ်အကွေ့အကောက်က၈ခုပါနေတာဆိုအဲ့တော့လူတွေဟာကြာရံမရတဲ့အခါကျတော့မောဒရာပညာရှိစီသွားတော့မောဒရာပညာရှိကလွဲပါတယ်တဲ့ဒါလူလုံးလို့တော့ပဲရမလဲလှုပ်တဲ့နေရှိပါတယ်ဆိုပြီးတော့ပြားရည်တောင်းပြီးတော့အဲ့ဒီအပေါက်မှာပြားရည်လေးတွေတုပ်ပေးတယ်ပြီးတော့နောက်ထပ်သွင်းမဲ့ကျိုးရဲ့ထိတ်ဝမှာပြားရည်လေးတုပ်ထားပြီးတော့အပေါက်ဝမှာတိတ်ပေးထားပြီးပွဲစိတ်အုံနာသွားချတာပွဲစိတ်အုံနာသွားချတော့ပွဲစိတ်ဆိုတဲ့အကောင်လေးကဒါဆွဲတယ်လေသူတို့တွင်းထဲမှာဆွဲသွင်းတတ်တာအဲ့တော့ပွဲစိတ်တွေကပြားရည်နံရလာတဲ့အခါကျအုံတွေကကျင်းတဲ့အုံတွေထွက်လာကြပြီးတော့အဲ့ဒီပရမညာအပေါက်ထဲကိုဝင်ကြတယ်ဝင်ပြီးတော့ကျိုးဟောင်းကျိုးစားတွေကိုကုံကိုက်ဆွဲသွားကြကိုက်ဆွဲသွားပြီးတော့ထိတ်ဝမှာတိတ်ပေးထားတဲ့ကျိုးအစ်စ်ကိုဝိုင်းပြီးတော့ဆွဲလာကြတာဆွဲလာတော့ဟိုဘက်ပေါက်ထိရောက်သွားအဲ့ဒါပဝဲစိတ်တည်းရဲ့စွမ်းအားနဲ့ကြိုးတက်ပြီးသားဖြစ်သွားအဲ့ဒီနည်းနဲ့ကြိုးတက်ပြီးတော့ပေးလိုက်တဲ့အခါကျတော့သူတို့နန်းတော်ကတောင်မှပဲမကြမ်းနိုင်လို့ဒီပို့လိုက်တာကိုအခုလို့အောင်မြင်မြင်လှုပ်ဆောင်ပေးတာကိုသိလိုက်ရတော့ဒါဘသူစွမ်းရည်လဲဆိုတော့မောဒရာပညာရှိရဲ့စွမ်းရည်ဖြစ်တယ်ဆိုသူတို့တန်တော်နဲ့ဘုရင်ကြီးကသူ့ကိုခေါ်ဖို့ကြိုးစားတော့လေတေနကအမတ်ကြီးကနေပါအောင်ဆိုပြီးတော့ဘုရင်ကြီးကိုဆိုင်းထားပြန်တယ်နောက်ထပ်ဆက်လက်ပြီးတော့စူးစမ်းမအောင်မယ်အခုကခက်ခဲတဲ့အလုပ်တစ်ခုဘလို့အောင်မြင်အောင်လုပ်လို့ရတယ်ဆိုတာကိုနီလန်းရှာတဲ့အနေနဲ့ကိုကမေးတာနောက်တစ်ခါကျတော့ပြဿနာဖြေရှင်းတဲ့အခါမှာအမျိုးမျိုးရှိတယ်မဖြစ်နိုင်တာလာခိုင်းလို့ရှိရင်မဖြစ်နိုင်တာကိုပေါ်လွင်အောင်ဖြေရှင်းဖို့လိုတယ်လေတခါတရံကျတော့မဖြစ်နိုင်တဲ့အလုပ်ကိုလာပြီးတော့ခိုင်းတာရှိတယ်အဲ့တော့ဘုရင်ကြီးကအရှိယောမေဇလူတွေတကယ်ပညာရှိတယ်လို့ကြားရတယ်ဒါကြောင့်မို့အရှိယောမေဇလူတွေကိုခိုင်းလိုက်တယ်ဘာခိုင်းလိုက်တုံးဆိုနန်းတော်ကနွားခြံထဲမှာမွေးထားတဲ့နွားလာဥဒ္ဓဘကြီးကိုအစာတွေဖိုက်တင်းအောင်ကျွေးပြီးတော့ဂျိုးစီတွေလူဆနွင်းတွေတုပ်ပြီးတော့အရှိယောမေဇကိုပို့လိုက်တယ်စာထဲမှာဘာပါတော့ဆိုရင်ဒီနွားလာဥဒ္ဓဘကြီးကမကြခင်နွားကလေးမွေးတော့မှ
မင်းတို့အဲ့ဒီနွားကိုအောင်မြင်မြင်မွေးအောင်လုပ်ပြီးတော့နွားကလေးနဲ့ဒီနွားလာဥဒ္ဒဝါကြီးကိုနန်းတော်ပြန်ပို့ရမယ်လို့ပြောနွားဒီကြီးကကလေးမွေးတယ်ဆိုတာဖြစ်နိုင်ပါမလားအဲ့ဒါမဖြစ်နိုင်တဲ့အလုပ်ကိုခိုင်းတာလေအဲ့ဒါမျိုးကြတော့ဘလို့ဖြေရှင်းမလဲဒါမရဘူးဆိုရင်လည်းသူကတန်တက်မှာဝေဒဆောင်တန်တက်မှာအဲ့လိုနန်းတော်ကဆင့်လာတဲ့အခါမှာအလုံးကကြံရမရတော့မောဒရာပညာရှိစီအကြံဉာဏ်တောင်းကြတယ်ဒါကနိပရိယေနဲ့ပြေးလဲအောင်ဖြေရမယ်နီးပဲခုနတို့လှုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေနွားရီကြီးကဘယ်လိုလုပ်မွေးမှာတော့အဲ့တော့မောဒရာပညာရှိကဘာပြောတော့ရွာထဲမှာအပြောအဆိုလိမ္မာပတ်တတ်တဲ့လူတတ္တိရှိရှိနဲ့ဘယင်နဲ့တွေ့လည်းမကြောက်ဘူးပြောတတ်တဲ့လူကြောက်ရင်လည်းပဲစကားတွေထစ်ပြီးပြောတတ်မှာမဟုတ်လေအဲ့လိုရဲစွမ်းတတ္တိရှိပြီးတော့ရဲရဲဝံ့ဝံ့ပြောတတ်ဆိုတတ်တဲ့လူရှိလားဆိုရှိပါတယ်အဲ့လူကိုခေါ်ပြီးမောဒရာပညာရှိကအကြံဉာဏ်ပေးတယ်စပင်ကိုဖားရချတကူလုံးရေတွေနဲ့လောင်းပြီးတဲ့အခါကျတော့ဘုရားနန်းတော်ကိုသွားပြီးနန်းတော်တကားဝမှာသွားပြီးတော့ငိုနော်သွားပြီးတော့ငိုတဲ့အခါမှာသူများတွေကဘာလို့ငိုတာတုံးလို့မေးရင်မဖြေနဲ့တဲ့ဘုရင်ကြီးနဲ့တွေ့မှသူဘာကြောင့်ငိုတယ်ဆိုတာကိုရှိုက်ကြီးတငယ်နဲ့ဝမ်းနဲ့ပန်းနဲ့သူငိုနေတာအဲ့တော့ငိုတာကိုဘုရင်ကိုယ်တိုင်ထွက်မေးတဲ့အခါကျတော့မှသူကဖြေတယ်သူကဘာဖြေတုံးဆိုတော့ဘာပြောတုံးဆိုတော့ကျွန်တော်မျိုးကြီးရဲ့အဖေမိမဖွားနိုင်တာ9 ရက်ရှိပါပြီတဲ့အဲ့ဒါအရှင်မင်းကြီးကဲတော်မူပါအောင်ပေါ့ဆိုတော့ဘုရင်ကြီးကဟာယောက်ျားမိဖွားတယ်ဆိုတာရှိတာမဟုတ်ဘူးနဲ့မင်းယူနေသလားယောက်ျားမှန်ပါဗျာယောက်ျားမိမဖွားဘူးဆိုလို့ရှိရင်နွားလာဥဒ္ဒဘကြီးကဘယ်လိုလုပ်ပြီးတော့နွားကလေးရနိုင်မှာမလို့ဆိုအဲ့ဒါနဲ့ပဲပြည်သွားရောဒါကချမ်းစီပြီးတော့ဖြေရတဲ့အဖြေတစ်ခုပဲနော်ဥပ္ပတမီနဲ့ဖြေတယ်လို့ဒီလိုခေါ်တယ်ပေါ့နီလန်းနဲ့ဘုရင်ကြီးကိုယ်တိုင်ကအထီးဟာနွားဘယ်တော့မှမမွေးဘူးလို့သူကိုယ်တိုင်ပြောလိုက်တော့ဒီအထီးကြီးကမွေးလို့မရဘူးဆိုတာပြေးပြီးသားဖြစ်သွားတယ်လေဘုရင်ကိုယ်တိုင်ကပြောလိုက်တဲ့စကားဖြစ်သွားတော့သူ့အဖြေကထွက်ပြီးသားဖြစ်သွားအဲ့တော့နွားတီးကဘယ်လိုလုပ်နွားမွေးမှာတော့သူကိုယ်တိုင်ကယောက်ျားကကလေးမွေးတယ်ပဲရှိမှာတော့မရှိလို့ရှိရင်လည်းနွားတီးကလည်းဘယ်လိုလုပ်နွားမွေးမှာတော့ဆိုတာကိုဖြေပြီးသားဖြစ်သွားတယ်ပေါ့အဲ့ဒီနီးနဲ့ဖြေရှင်းလိုက်တယ်တဲ့ကဲအရှိရွာမေဇာကလူတွေကောင်းကောင်းကြီးအဖြေပေးနိုင်တယ်ဆိုပြီးဘုရင်ကြီးကကျေနပ်သွားတယ်သို့တော်လည်းနောက်ထပ်မေးခွန်းတစ်ခုဆက်လာပြန်တယ်အခက်အခဲတစ်ခုလောက်ခိုင်းပြန်တယ်အဲ့ဒီအခက်အခဲကဘာလို့ဆိုရင်နန်းတော်ကိုတဲ့ထမင်းကျင်ချက်ပြီးတော့ပို့ရမယ်ထမင်းဟိုချက်ပြီးတော့ပို့ရမယ်အဲ့ဒီထမင်းကထမင်းကျင်ချက်ပြီးတော့ပို့ရမယ်ဆိုတော့အဲ့ဒီမှာသူကစီကံချက်တွေပါလာတယ်အဲ့ဒီထမင်းကတဲ့ဆန်နဲ့မချက်ရဘူးထမင်းဆန်နဲ့မချက်ရင်ဘာနဲ့ချက်အဲ့တော့စီကံချက်ကထုတ်လိုက်သေးတယ်အဲ့ထမင်းကတဲ့ဆန်နဲ့မချက်ရဘူးတဲ့နံပါတ်1နံပါတ်2ကရေနဲ့မချက်ရဘူးတဲ့ဒါလည်းခက်တာပဲနော်နံပါတ်3ကထမင်းအိုးနဲ့လည်းမချက်ရဘူးတဲ့ဖိုကနောက်ပေါ်တင်ပြီးတော့လည်းမချက်ရဘူးတဲ့နံပါတ်4ကဖိုကနောက်ပေါ်တင်ပြီးတော့လည်းမချက်ရဘူးတဲ့နံပါတ်5ကမီးနဲ့လည်းမချက်ရဘူးတဲ့နံပါတ်6ကထင်းနဲ့လည်းမချက်ရဘူးတဲ့နံပါတ်9ကယောက်ျားလည်းမချက်ရဘူးမိန်းမလည်းမချက်ရဘူးထမင်းချက်တဲ့လူကယောက်ျားလည်းမဟုတ်ရဘူးမိန်းမလည်းမဟုတ်ရဘူးတဲ့နော်မျိုးသမီးလည်းမချက်ရဘူးမျိုးသားလည်းမချက်ရဘူးနံပါတ်10ကအဲ့ဒီထမင်းအိုးပို့တဲ့အခါလမ်းကမပို့ရဘူးတခြားနေရာပို့ရမယ်အဲ့ဒီ10ချက်နဲ့အကျက်တွေ့ဒီထမင်းအိုးမျိုးပို့နိုင်ရင်ပို့မပို့နိုင်ရင်မင်းတို့ရွာလူတွေတန်ငွေ1000ဆောင်ဆိုပြီးတော့နန်းတော်ကစာရောက်လာတဲ့အခါမှာကြံရမရတော့မောဒရာပညာရှိစီသွားပြီးတော့အကူကြီးတောင်းကြတယ်အကူကြီးတောင်းတော့ဘုရားလောင်းလေးကစဉ်းစားတယ်စဉ်းစားပြီးတော့
လွယ်ပါတယ်ဒါချက်မယ်ဆိုလို့ရှိရင်ဆန်နဲ့မချက်ဘူးဆိုစကွဲနဲ့ချက်တာပေါ့ကွာဒါတစ်ခုပြေသွားပြီဆန်နဲ့မချက်ဘူးစကွဲနဲ့ချက်မယ်ရေနဲ့မချက်ရဘူးဆိုရင်နှင်းရည်နဲ့ချက်မယ်နှင်းခံထားနှင်းရည်နဲ့ချက်မယ်ထမင်းအိုးနဲ့မချက်ရဘူးဆိုရင်ကောင်းပြီတခြားမြေအိုးတစ်လုံးနဲ့ချက်မယ်ထမင်းအိုးမဟုတ်ဘူးဟင်းအိုးတို့ရေအိုးတို့ဘာလို့နဲ့ချက်လိုက်တာဖိုးကနောက်ပေါ်တင်ပြီးတော့မချက်ရဘူးဆိုတော့ငုတ်သုံးငုတ်စိုက်ပြီးတော့ချက်တယ်ဖိုးကနောက်မဟုတ်ဘူးနော်ငုတ်သုံးငုတ်နဲ့ချက်တယ်မီးနဲ့မချက်ရဘူးဆိုတော့ပဂတိလူတွေမှုေးနေကြမီးနဲ့မချက်ပဲနဲ့မီးပုတ်ခုံပုတ်ကြည့်ဆိုအသားနှချောင်းကိုပုတ်လို့ရတဲ့မီးနဲ့ချက်တယ်နော်မီးနဲ့ချက်တယ်ထင်းနဲ့မချက်ရဘူးဆိုတော့ဘာနဲ့ချက်တော့သိပဲ6တိတ်နဲ့ချက်တယ်ဟောသိပဲ6ကထင်းမဟုတ်ဘူးပေါ့နော်သိပဲ6နဲ့ချက်မယ်ယောက်ျားမိန်းမချက်သူကယောက်ျားမိန်းမမရှိဘူးဆိုတော့ပန်းတုပ်ဆိုတဲ့အချောက်နဲ့ချက်ခိုင်းတယ်ယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်တဲ့ပန်းတုပ်အဲ့ဒါနဲ့ချက်ခိုင်းတယ်သူတို့စီမှာလည်းလူဆုံးရှိလို့တော်တယ်အဲ့ဒီခေတ်ကလေးရှိဖို့ရနော်လမ်းမပို့ရဘူးဆိုတော့လမ်းမကြီးကိုရှောင်ပြီးတော့လူသားလမ်းတွေလေးကနေပြီးတဲပြီးနန်းတော်ပို့လိုက်တယ်ဒါဘု து အစီမံလဲဆိုမဟောဒရာရဲ့အစီမံမှာဆိုတော့နန်းတော်ကသဘောကျလက်ခံသွားတယ်ဒီပေဟိလိကပြေးသွားပြန်ရောနော်ပေဟိလိပြေးသွားတာပြေးသွားပြီနောက်ထပ်တစ်ခါအမှတ်ရှိမေခွန်းတစ်ခုရောက်လာပြန်ပြဿနာတစ်ခုဖြေဖို့ရောက်လာဒါကလည်းပဲပရိယေသုံးပြီးတော့ဖြေရှင်းရမယ်ဟာနန်းတော်ကစဉ်းစားတယ်မှာဘာပေါ်အောင်ဆိုဘုရင်ကြီးစီးတဲ့ဓာတ်မှာတဲ့ခြိထားတဲ့ကျိုးဟာဆွေးနေအဲ့ဒီဓာတ်စီးဖို့ရအတွက်မင်းတို့ရွာကလူတွေကသဲကိုကြိုးကျစ်ပြီးတော့ပို့ရမယ်ဓာတ်ဆင်မှုအတွက်သဲကိုကြိုးကျစ်ပြီးတော့ပို့ရမယ်အဲ့ဒါမပို့နိုင်ဘူးဆိုရင်မင်းတို့ယောဝမေဇာအကောင်တွေအလုံးတန်ခွေ1000ဆောင်ရမယ်ဆိုပို့လိုက်တယ်လူတွေကသဲကိုဘယ်လိုလုပ်ကျိုးဖြစ်အောင်ကျစ်မလို့ကြံရမယ်ဟာဖြစ်နေတော့အဲ့ဒီမှာမောဒရာပညာရှိကအကြံပေးတယ်ဒီကိစ္စဖြေရှင်းဖို့ရလွယ်ပါတယ်တဲ့ဘာလို့ရမလဲဆိုရင်ပြောတတ်ဆိုတတ်တဲ့လူ1ယောက်2ယောက်လောက်ရွေးအဲ့ဒီလူတွေကိုခေါ်တယ်ခေါ်ပြီးတော့ဘင်းရဲရဲဝံဘုရင်ကြီးနဲ့တွေ့တဲ့အခါပြောရဲတယ်မဟုတ်လားပြောရဲပါတယ်အေးကောင်းပြီနန်းတော်သွားရှင်မင်းကြီးဘာလို့လာလဲလို့မေးလို့ရှိရင်ရှင်မင်းကြီးအရင်တုန်းကဒီဓမ္မချီတဲ့ကျိုးအတိုင်းတာပမာဏလေးသဲကိုကြွထားတဲ့ကျိုးအစအနအဟောင်းလေးရှိလို့ရှိရင်ပေးပါလို့တော့တောင်းတယ်နော်သဲကြွထားတဲ့ကျိုးများရှိလို့ရှိရင်အစအနလေးတော့တောင်းပါဘာဖြစ်လို့တော့ဆိုရင်ကျွန်တော်တို့ကအဲ့ဒီကျိုးအဟောင်းကိုကြည့်ပြီးတော့မှအစ်စ်ဆိုတာကြစ်လို့ရမှာပါဆိုတော့ဘုရင်ကြီးကတဲ့ကျိုးကြစ်တယ်လို့မင်းတို့ဘယ်တော့ကြားဘူးလို့တော့ဆိုရှင်မင်းကြီးမကြားဘူးရင်ကျွန်တော်မျိုးတို့လည်းဘယ်လိုလုပ်ပြီးသဲကိုကြိုးကြစ်လို့ရမှာတော့လို့ဆိုအဲ့ဒါနဲ့ပြေသွားပြန်ရတဲ့ပြဿနာနော်ကြံကြံဖမ်းဖမ်းအဲ့ဒါလို့နိပရိရဲ့သုံးပြီးတော့ဖြည့်ရှင်းတယ်ဟာနောက်တစ်ခါဘုရင်ကြီးစီကနန်းတော်ကစဉ်းစားရောက်လာပြန်တယ်ဘုရင်ကြီးသုံးနေတဲ့ရေချိုးတဲ့ရေကန်ကြီးကဟောင်းနေပြီအဲ့ဒါကြောင့်မို့ရှေးယောဝမေဇကလူတွေတောထဲမှာရှိတဲ့ရေကန်တကန်ကိုကြာမျိုး5ပါးနဲ့ပွင့်လန်းနေတဲ့ရေကန်အသစ်ကိုနန်းတော်ရောက်အောင်ဆောင်ကျင်းပေးရမယ်မပေးနိုင်ရင်မင်းတို့တန်ငွေ1000စဉ်းစားရောက်လာတော့ဘုရားလောင်းကအကြံပေးတယ်ကောင်းပြီအဲ့ဒါဆိုရင်မင်းတို့လက်ထဲမှာကြိုးစားကြိုးနာတွေယူသွားပြီဘုရင်ကြီးစီသွားလူ9ယောက်သွားပင်ပင်ပန်းပန်းမောမောရွှွနေပါလေနဲ့ပုံစံဖန်ဆင်းပြီးတော့သွားဟိုကြတော့ဘုရင်ကြီးမေးတဲ့အခါမှာပြောရမယ်ဘုရင်ကြီးနဲ့တွေ့ရင်ပြောရမှာအရှင်မင်းကြီးရဲ့အရင်တုန်းကတောကနေပြီးတော့ယူထားတဲ့ရေကန်အဟောင်းအခုလိုတောကနေဆင့်ခေါ်ထားတဲ့ရေကန်အဟောင်းရှိရင်အဲ့ဒီရေကန်အဟောင်းကိုပေးပါကျွန်တော်တို့ရှင်မင်းကြီးကိုဆက်ဖို့ဆိုပြီးတော့တောကရေကန်တကန်ကိုကျိုးနဲ့တုပ်ပြီးတော့ခေါ်လာလိုက်တာတောထဲမှာကြီးတဲ့ရေကန်ဆိုတော့တဲ့ဒီက
မြို့ရိုးတွေဗိမာန်တွေအဆောက်အဦကြီးတွေမြင်တဲ့အခါလန့်ပြီးတော့တောထဲပြန်ပြေးသွားလို့ဒီမှာကျိုးတွေပြတ်ကုန်ပြီပေါ့အဲ့တော့ရေကန်အဟောင်းကြီးပေးပါအဲ့ဒီရေကန်အဟောင်းကြီးနဲ့မြားပြီးတော့တောထဲကရေကန်ကိုမြို့ရောက်အောင်သူတို့ပို့ဆောင်ပေးပါမယ်ဆိုမင်းတို့ဘယ်တော့မှရေကန်ကိုတောကနေပြီးယူရတယ်လို့ကြားဘူးလို့တော့ဆိုမကြားဘူးရင်ရှင်မင်းကြီးကျွန်တော်မျိုးတို့လည်းတတ်နိုင်မှာမဟုတ်ပါဘူးဆိုပြီးပြဿနာဖြေလိုက်ရပြန်တယ်အဲ့ဒါတစ်ခုနောက်ဆုံးတစ်ခုကျတော့ဘုရင်ကြီးကတေနကအမကြီးရဲ့အကြံစီနဲ့ဘုရင်ကြီးရဲ့ပန်းဥယျာဉ်ကြီးကဟောင်းနေပြီအဲ့ဒါတောထဲမှာရှိတဲ့နုပြိုတဲ့ပန်းမင်မျိုးစုံတဲ့ဥယျာဉ်ကြီးတစ်ခုကိုမင်းတို့တောကနေယူဆောင်ပြီးတော့နန်းတော်ကိုပို့ပေးရမယ်ဆိုတော့လည်းပဲခုနနီးနဲ့ပဲဖြည့်ရှင်းခိုင်းတယ်ဥယျာဉ်ဟောင်းကိုပေးပါအဲ့ဒီဥယျာဉ်ဟောင်းအတိုင်းပဲတောထဲမှာရှာပြီးတော့သူတို့ခေါ်ဆောင်ပေးပါမယ်လို့ပြောတော့တောထဲကဥယျာဉ်ကိုမြို့ထဲရောက်အောင်ခေါ်ဆောင်တယ်ဆိုတာဘယ်တော့မှရှိဘူးလို့တော့ဆိုအရှင်မင်းကြီးအခုလည်းမဖြစ်နိုင်ပါဘူးဆိုပြီးတော့မောဒရာပညာရှိရဲ့အစီအမံနဲ့အခုလိုပြောဆိုပြီးတော့ဘုရင်ကြီးခိုင်းသမျှအပြစ်ဒဏ်တွေကလွတ်အောင်ကြံဆောင်ပြီးတော့ရှောင်လွဲနိုင်ခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီလိုမောဒရာပညာရှိပေါ်မှာပညာရှိမရှိစူးစမ်းဆင်ခြင်မှုတွေမျိုးမျိုးပြုလုပ်ပြီးတော့တေနကအမတ်ကြီးကိုခေါ်ကြစို့လို့ပြောတဲ့အခါမှာတေနကအမတ်ကြီးကအရှင်မင်းကြီးဒီလောက်နဲ့ပညာရှိလို့မဆိုနိုင်သေးပါဘူးဆိုပြီးပြောလိုက်တာသူပြောလိုက်တဲ့အချက်တွေကနဲတာမဟုတ်ဘူးအလုံး16ချက်လောက်ပညာစူးစမ်းတာအချက်ပေါင်း16ချက်လောက်ဘောဓရာပညာရှိရဲ့စွန့်ရည်တတ္တိတွေကိုပေါ်လွင်အောင်စူးစမ်းထားတော့လေတေနကအမတ်ကြီးကလက်မခံသေးဘူးအဲ့ဒါနဲ့ဘုရင်ကြီးကသူကိုယ်တိုင်ခေါင်းထဲမှာစဉ်းစားပြီးငါဒီပညာရှိလေးကိုတွေးချင်လှပြီအဲ့တော့တေနကသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေငါကိုယ်တိုင်သွားကြည့်ပြီးတော့ခေါ်တော့မယ်ဆိုပြီးတော့အချမ်းရံပြိဿတ်တွေနဲ့သူစီးတော်မြင်းကိုစီးပြီးတော့ရဝမေဇကရွာဘက်ကိုဘုရင်ကြီးကထွက်သွားတယ်အရှိတကားမောကထွက်တယ်ကံမကောင်းအကြောင်းမလားတော့တောရွာနာရောက်ခင်သူဘုရင်ကြီးစီးလာတဲ့မြင်းကြီးဟာပတ်ကြားအဲ့ထဲမှာခြေကျွံပြီးတော့မြင်းကြီးကခြေတော်ကျိုးသွားတာနဲ့ဘုရင်ကြီးလည်းတက်ခောက်ပြီးတော့ပြန်လာခဲ့ရတယ်အရှိရွာကိုမရောက်ခဲ့ဘူးရှေ့ရွာအဲ့လိုရောက်တဲ့အခါကျတော့တေနကအမတ်ကြီးကပြောတယ်ရှင်မင်းကြီးကျွန်တော်ကအချိန်မကြာသေးဘူးလို့ပြောတာရှင်မင်းကြီးကနားမထောင်ဘူးရှင်မင်းကြီးရဲ့မင်္ဂလာမြင်းကြီးဟာခြေတော်ကျိုးသွားတယ်မဟုတ်လားဆိုပြီးတော့သူကအကွက်ရသွားတဲ့အခါကျတော့အချိန်မကြာသေးလို့ကျွန်တော်မျိုးကမခေါ်သေးတာပါအချိန်ကြရင်မောဒရာပညာရှိကိုခေါ်ပြီးမှာပါလို့ဘုရင်ကြီးကိုနှစ်သိမ့်စကားဆိုပြီးတော့ထားတယ်အဲ့ဒါဟာဘယ်လိုပဲပြဿနာတွေတက်လာပညာရှိဆိုတာဟာတနည်းနည်းနဲ့ပြေလည်အောင်ပြဿနာတစ်ခုကိုဖြေရှင်းတတ်တာပဲဖြစ်တယ်ပေါ့အဲ့ဒါဟာလူတွေရဲ့မောဒရာပညာရှိရဲ့ပညာအရည်ချင်းပညာစွမ်းအားပဲဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ပညာစွမ်းအားဆိုဒီမှာအခက်ခဲမှန်သမျှကိုယုတ်တိရှိထိမိမိနဲ့ဖြေရှင်းနိုင်တဲ့စွမ်းအားမျိုးဖြစ်သည့်အတွက်ကြောင့်ဒီပညာစွမ်းအားမျိုးတို့တွေဟာလည်းရရှိအောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုစီနှလုံးသွင်းပြီးအသိပညာတိုးပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေ
သက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း